ဒီနေ့ကျွန်တော်တို့အတွက်ဘုရားရှင်ပြင်ဆင်ပေးတဲ့နှုတ်တော်အတွက်တရားတော်မြတ်ဒီရှင်လုကာခရစ်အခန်းကြီး9အငယ်30 7ဖြစ်ပါတယ်ယေရှုကလည်းကြောက်ရွံ့ခြင်းမရှိနဲ့တင်ဒီယခုမှစ၍လူတို့ကိုဖမ်းမိတော်သူဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏ကာနာမှာလီကိုစိုက်ပေးလျင်သူတို့သည်ရှိသမျှကိုစွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏ဂျာနာတဲ့နှုတ်ကပတ်တော်ဒီအားလုံးအတွက်မိသားစုအတီးတီးအတွက်အွန်လိုင်းကနေနားထောင်တော်သူပါဝင်တော်သူအတွက်မင်္ဂလာဖြစ်ပါစေကျွန်တော်တို့ရဲ့ဒီတနာကောင်းစဉ်ကကြီးကျယ်တဲ့ရွေးချယ်မှုဖြစ်ပါတယ်ကြီးကျယ်တဲ့ရွေးချယ်မှုယေရှုကပြည်သားကြောက်ရွံ့ခြင်းမရှိနဲ့တင်ဒီယခုမှစ၍ငါဖန်ခြင်းဘဝမှာလူတို့ကိုဖန်မိတော်သူဖြစ်တော့ရောက်လိမ့်မယ်လို့ယေရှုဘုရားကပြည်သားကိုကမ်းလှမ်းလာတယ်ဟာလေလုယာဟာလေလုယာဟာလေလုယာအဲ့လိုကမ်းလှမ်းလာတဲ့အခါမှာပြည်သူကကာနာမလီကိုစိုက်ပြီးစေသမျှကိုဆွန့်ပစ်ပြီးတော့နောက်တော်ကိုလိုက်တယ်ကမ်းလှမ်းချက်ကသူသဘောပေါက်သွားတယ်ကမ်းလှမ်းချက်ကသူ့အတွက်ကြီးကျယ်တဲ့အခွင့်အရေးဖြစ်တယ်ဆိုတာသူသဘောပေါက်သွားတယ်သဘောကတင်တနည်းဝင်ငွေတသိန်းရှိတဲ့နေရာကနေတနာရီမှာတိန်းထောင်ချီရှိတဲ့ဝင်ငွေလမ်းကြောင်းတဲကိုတဆုံတအုပ်ကခေါ်မယ်ဆိုရင်တင်နှခါမစင်စားဘူးစီသမျှကိုထားခဲ့ပြီးနောက်ကိုချက်ချင်းတူတင်လိုက်မှာဖြစ်တယ်ထို့နည်းပဲငါဆိုတာတပိတ်တာဘယ်လောက်လီ20နှစ်လူမတတ်ရတဲ့ဘယ်လောက်တန်ဖိုးကတွက်လို့ရတယ်ဒါပေမဲ့လူအသက်ဝိညာဉ်တစ်ချောင်းရဲ့တန်ဖိုးကစကြဝဠာကြီးတဲ့တောင်တန်ဖိုးရှိတယ်ဆိုတဲ့ခါကျတော့ပြည်သားကကြီးကျယ်တဲ့လုပ်ငန်းနယ်ပယ်တစ်ခုတည်းကိုနှခါမစင်းစားပဲဆုံးဖြတ်ပြီးခရစ်တော်ရဲ့နောက်ကိုလိုက်သွားတယ်ဟာလေလုယာအာမင်အဲကြောင့်ဤဒီကြီးကျယ်တဲ့ရွေးချယ်မှုကြီးဖြစ်တယ်တဲ့ကြီးကျယ်တဲ့ရွေးချယ်မှုရဲ့နောက်ွယ်မှာအခွင့်အရေးနဲ့အခွင့်ထူးတွေဟာတတိတန်းကြီးဝေစာနေတယ်ဆိုတာကိုခုနကကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ယေရှုခရစ်တော်ကမာသဲခန်းကြီး16အငယ်24မှာထိုအခါယေရှုကငါ၌စီကပ်လိုတော်သူဖြစ်လျင်ကိုငင်းပယ်ရမည်ကိုလဝါကတိုင်ကိုထမ်း၍ငါနောက်တော့လိုက်ရမည်အတိအကျပဲအဲ့ဒါမှပဲစီကပ်လို့ရတယ်စီကပ်ခွင့်ရပြီဆိုရင်တဲ့ အနာဂတ်တစ်ခုလုံးကပွင့်ထွက်ပြီတဲ့အနာဂတ်တစ်ခုလုံးကမွေးကြိုက်ပြီတဲ့အနာဂတ်တစ်ခုလုံးကတောက်ပြောင်ပြီတဲ့အနာဂတ်တစ်ခုလုံးကရောင်ချီထုံးတဲ့အနာဂတ်ဖြစ်သွားပြီဟာလေလုယာဟာလေလုယာမကြောက်လဲဆိုတာအလုံး